သမီးရေမတတ်တဲ့သူဟာသူများတဲ့အသက်ပူရှိတဲ့ရေလိုက်ရင်တင်းနေတဲ့မျက်နှာကြောထောင်ပေါင်းများစွာပြေလျော့သွားတဲ့တနည်းဆက်ချင်းရေမောနိုင်မှာဆိုရင်အသက်10နှစ်ပူရှိတယ်လို့တငယ်ချင်းတယောက်ကပြောဦးတယ်ဟုတ်ဖို့သိချင်ရင်တော့တနေ့ကို10ချင်းရေမောပြီးစမ်းသပ်ကြည့်ပါလားဖေဖေရေစရာမှမရှိတာဘာအောင်များရေနိုင်အောင်မလဲသမီးမိမဖေသိတယ်လေမရေနိုင်ပေမဲ့ရီစရာဟာတာတွေရီစရာအငိမ့်ပြက်လုံးတွေနားထောင်ပြီးတော့ရေနိုင်အောင်ကြိုးစားကြည့်ပါလားတခါတရံလဲဟာတာတင်တဲ့ post တွေမှာသမီးဖတ်ကြည့်လိုက်ရင်တော့မရေနိုင်ရင်တော့မှပြုံးသွားမှအမှန်ပဲအဲ့ဒါလို့ပြုံးလိုက်ရင်ကတင်းနေတဲ့မျက်နှာကြောလျော့သွားနိုင်တယ်နော်ရေမုန်းနိုင်တဲ့သမီးလေးဖြစ်ပါစေကွယ်